အားလုံးပဲမင်္ဂလာပါကပောက်ကျန်းခန်းကြီးတစ်စီကိုအတူတကွဖတ်ရှုဖို့ရန်အတွက်အားလုံးကိုခေါ်ဖိတ်ပါတယ်ရေလွမ်းမိုးတော့နောဤတာရှေးမဟာမရာဖက်တို့မှဆင်းသက်သောတားစင်မြည်စတို့ကိုဆိုပေအံရာဖက်ဤတာကကောမာကောကမာတေရာဝွန်သူပလာမေရှက်ထိရက်တီကောမာတာကအာရှကိနရူဖက်တောကမာတီရာဝွန်တာကဣရိရှာတာရုကင်းတင်ဒေါသနေတီဤသူတို့သည်လူမျိုးတကျွန်းတနိုင်ငံညီနေတို့ကိုပါတာအတီအမျိုးနယ်တီရှိသည့်အတိုင်းအချင်းချင်းခွဲဝေကြ၏ဟာမတာကတေဘာဟာဝီလာတာဘတ်တာယာဂမတတိခါတီယာဂမတာကရှေပါတီတန်ဒီကုရှာဒီတာနေရောတာကိုလည်းရတည်၏ထိုသားသည်မြေကြီးပေါ်မှာအဝူးဆွမ်းနိုင်တော်သူဖြစ်၏သာရဖျားရှိမှာအာကြီးတော်မို့ဆိုဖြစ်၏ထိုကြောင့်စကပုံ၌ကဖျားရှိနေရောတာအာကြီးမို့ဆိုပြုလုပ်တည်လိုဟုဆက်ဆိုတည်သူဤနိုင်ငံအူးကရှိနာပြည်၌ဘာဘလုံမြို့အေရမြို့ဣကတ်မြို့ကာလာနီမြို့တီထိုပြည်မှအာရှုရိပြည်သို့တွား၍နိနေဝေမြို့ရဟောဘုံမြို့ကာလာမြို့ကို၎င်းနိနေဝေမြို့နှင့်ကာလာမြို့ဆက်ကြားမှကြီးစွာသောမြို့တီဟုသောရည်တင်းမြို့ကို၎င်းတည်ဆောက်လေ၏မိစရိန်သားကလူသိန်လူအာနမိန်လူလာဟာဘိန်လူနတ်တုတ်ဟိန်လူပါတရုသိန်လူကာတလူဟိန်လူကိတ်တော်ရင်လူတီကာတလူဟိန်မျိုးထဲကဖိလတိလူဖြစ်သည်ခါနန်တာကြီးကစီတုံထို့နောက်ဟိတာထို့နောက်ယေပုတိလူအာမောရီလူဂိရကရှိလူဟိဝီလူအာကိလူတိနိလူအဝတိလူဇေမရီလူဟာမတိလူတီထို့နောက်ခါနန်မျိုးသားတီတို့တီနန့်ပြားကြလေ၏ခါနန်မျိုးသားနေရာပြည်နယ်တီစီတုံမျိုးမှဂေရာမျိုးဂါဇာမျိုးတိုင်အောင်၎င်းတဖန်တောတုံမျိုးဂါမောရာမျိုးအာဒမာမျိုးဇေပိုင်မျိုးကိုလွန်၍လက်ရှာမျိုးတိုင်အောင်၎င်းရှိတသည်ဤသူတို့သည်တိချတော်မျိုးနဲ့တိချတော်ဘာသာလိုက်အပြည့်အတိုင်း၌နေတော့ဟာမတာများဖြစ်သည်ရာဖက်ညီဟေးပြဲလူပေါင်းတို့၏အပါရှိမသည်လည်းတားများကိုမြင်လေ၏ရှိမသားကအီလန်အာရှူရာအဖက်ဆက်လူတာအာရန်ဒီအာရန်တာကဦးဇာဟူလာဂီတာမာရှာတီအဖက်ဆက်တာရှာလာတာဟေဘာတီလည်းတားနှစ်ယောက်ကိုမြင်လေ၏တားတစ်ယောက်ကဖာလက်အမည်ရှိ၏အကြောင်းမူကားသူ့လက်ထက်၌မြေကြီးကိုခွဲဝေကြ၏သူ၏ညီကယုတ်တန်မြည်ရှိ၏ယုတ်တန်သားကအာလမောတာရှီလာဟာဇမဝတ်ယေရာဟေဒေါရန်ဥစလာတီကလာအောဘလာအပိမေလာရှေပါအော်ဖီယာဟီဝီလာရောဘတ်ဤသူပေါင်းတို့သည်ယုတ်တန်သားဖြစ်သည်သူတို့နေရာမူကားမေရှာမျိုးမှသည်အရှိမျက်နာ၌ဖားတောင်တိုင်အောင်ရှိသည်ဤသူတို့သည်တီးခြားသောအမျိုးနယ်တီးခြားသောဘာသာလိုက်အပြည်အတိုင်းတို့၌နေသောရှေးမသားများဖြစ်သည်ဤရိကမိမိတို့အမျိုးနယ်အတီးအလိုက်မတ်သားတော်နောဤတာစီမျိုးဆက်စီရင်ပေသည်ထိုသူတို့သည်ရေလွမ်းမိုးသောနောက်မြေကြီးပေါ်မှတီးခြားသောတိုင်းပြည်တို့ကိုတည်ထောင်ကြ၏ကြားနာတို့ရောက်ချင်းစီရင်ပေါ်မှာဖျားရှင်သား၏ကောင်းချီးပေးပါစေအာမင်